ဒီနေ့မှာတော့ကျွန်တော်တို့ Central Nervous System ပေါ့နော်ဘိုးအောင်ကျော်စနစ်တွင်ပါဝင်တဲ့စိတ်အုပ်စုအပိုင်း၄ပေါ့နော် Anti Epileptic Drugs ဆိုပြီးတော့ဒီအကြောင်းလေးကို share ရင်လုပ်ပေးမှာဖြစ်ပါတယ် Epilepsy ဆိုတော့ဒီအတက်ယောဂဝယ်ယူပြန်ယောဂလို့အဲ့လိုမြန်မာလိုခေါ်တယ်ပေါ့နော်အဲ့လို Epilepsy မှာသုံးတဲ့ဆေးဝါးအုပ်စုတွေပေါ့နော် Sodium channel blocker မှာဆိုရင် Phenytoin, Carbamazepine, Oxcarbazepine, Lamotrigine, Lacosamide, Topiramate ဒီဒုတိယတစ်ခုเนาะ Carbamazepine ကဒီ Zethol 200တို့ပါတော့ဒါတွေတော့စေးတိုင်နေမှာလည်းရတယ်ပေါ့เนาะတချို့ဆေးတွေကြတော့ဒီစေးုံဆေးကနီးတဲ့နေရာတွေမှာပဲရမယ်ပေါ့เนาะရက်ထဲတွေမှာတော့အသုံးနည်းတယ်ပေါ့เนาะဒီ Carbamazepine Zethol 200ကတော့ဟိုတော်တော်များများရှိတယ်ပေါ့เนาะအဲဆိုရင်ပြန်ပြောပြမယ်ပေါ့เนาะ Phenytoin, Carbamazepine, Oxcarbazepine, Lamotrigine, Lacosamide, Topiramate ဒါ Sodium channel blocker မှာဆိုရင်ဒီဟာတွေပါတယ်ပေါ့เนาะဒီဆေးတွေကဒါကျွန်တော် general name တွေကိုရှင်းမှတ်ထားခြင်းဖြစ်ပါတယ် brand name ကတော့အမျိုးမျိုးလာလိမ့်မယ်ပေါ့เนาะခုနပြောတဲ့ Carbamazepine ဆိုရင်ဒါဟို Sun Pharma ထုတ်တာဆိုရင် Zethol နာမည်နဲ့လာရပေါ့เนาะ Zethol 200ဆိုပြီးတော့ဒါသူ့ရဲ့ brand name ဒါ general name တွေကိုပေါ်ပြထားခြင်းဖြစ်ပါတယ်ပြီးရင်ဒီဆေးတွေကဒီအတက်ယောဂတစ်ခုတည်းအတွက်တော့မဟုတ်ဘူးပေါ့เนาะတချို့စိတ်ပိုင်းဆိုင်ရာနဲ့ဒီစိတ်ကနာမငြိမ်ဖြစ်တာတို့စိတ်ဖိစီးမှုတအားများတာတွေဒီနေရာတွေမှာလည်းသုံးတယ်ပေါ့เนาะနောက်မှာပါတယ်ဒိုင်ယာစီဗန်တို့ပါလို့ဆိုရင်အဲ့လိုနေရာမျိုးမှာသုံးတယ်ပေါ့เนาะအတက်ယောဂတစ်ခုတည်းအတွက်တော့မဟုတ်ဘူး Central Nervous System ပေါ့เนาะဘိုးအောင်ကျော်စနစ်မှာပါဝင်တဲ့ဆေးအကုန်လုံးဖော်ပြထားခြင်းဖြစ်ပါတယ်ပေါ့เนาะဒါ GABAergic drugs ပေါ့เนาะဒီမှာဆိုရင်အုပ်စုက ABC အဲ့လိုမျိုးထက်ခွဲတယ်ပေါ့เนาะဘန်ဇိုဒိုင်ဇီပင်အုပ်စုမှာဆိုရင်ခုနကပြောတဲ့ဇီပန်နဲ့ဆုံးနေတာပေါ့ဘန်ဇိုဒိုင်ဇီပန်ဟိုဒိုင်ယာဇီပန်လော်ရာဇီပန်ကလိုနာဇီပန်အဲ့လိုမျိုးဇီပန်နဲ့ဆုံးနေတာလေးအဲ့လိုမျိုးမှတ်ထားလို့ရတယ်ပေါ့နော်ဒိုင်ယာဇီပန်တို့ဘာလို့ကြတော့ဒီအပြင်ဆေးဆိုင်တွေမှာတော့မရဘူးဒီဆရာဝန်အစမှရှိတဲ့ဆရာဝန်တွေလက်ထက်မှာပဲရှိတယ်ပေါ့နော်ဒါဆိုရင်ရမယ်ထင်ပါတယ်ဒိုင်ယာဇီပန်လော်ရာဇီပန်ကလိုနာဇီပန်ပေါ့နော်နောက်နံပါတ် B မှာဆိုရင် Barbiturates အုပ်စုပေါ့နော် Phenobarbitalเนาะ Phenobarbital GABAergic drugs ပဲเนาะဒါဟို B C ABC အဲ့လိုပြန်ခွဲတယ်ပေါ့เนาะ Primidone Phenobarbital Primidone အဲ့လိုမျိုးရှိရယ် Barbiturates အုပ်စုမှာဆိုရင်နောက်တစ်ခု GABA enhancer မှာဆိုရင် valproic acid sodium valproate ပေါ့เนาะ valproic acid vigabatrin tiagabine valproic acid ကြတော့ဒီသုံးတာတွေ့ရတယ်ပေါ့နော်ဆေးဆိုင်တွေမှာလာရှာတာလည်းတွေ့ရတယ်ပေါ့နော်အသုံးရတယ်လို့ပဲပြောမှာပေါ့နော်တချို့ဆေးတွေကြတော့အသုံးနည်းတယ်မရှိကြဘူးပေါ့နော် valproic acid vigabatrin tiagabine နောက်တစ်ခုက calcium channel blocker ဒီမှာဆိုရင် valproic acid ပြန်ပါတယ်ပေါ့နော် ethosuximide valproic acid ဒါလည်း Central Nervous System အုပ်စုတွေက calcium channel blocker မှာပါတယ်ဆေးအုပ်စုဆေးလေးပေါ့နော်ဆေး general name တွေပေါ့နောက်တစ်ခုက number 4 က glutamate inhibitor ပေါ့နော် glutamate inhibitor မှာဆိုရင် paramphenol topiramate ဆိုပြီးတော့ရှိရပေါ့နော် paramphenol topiramate ဒီဒါတွေကတော့ဆေးုံဆေးကန်းနဲ့နီးတဲ့နေရာမှာပဲဟိုအသုံးများမှာပေါ့နော်ကျွန်တော်ဒီအရက်ထဲဆေးဆိုင်တွေဘာတွေမှာတော့ဟိုနည်းတယ်ပေါ့အသုံးနည်းတယ်ရှာတဲ့လူလည်းနည်းတယ်ပေါ့ paramphenol topiramateဘုဒ္ဓရအနေနဲ့သိထားရင်ကိုရပါပြီเนาะ Central Nervous System အုပ်စု Anti Epileptic Drugs ဂရုထဲမှာပါတဲ့ဆေးဝါးတွေပေါ့เนาะအတက်ယောဂစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဟာအောင်ကျော်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဆေးလို့သိထားရင်ဟိုရပြီပေါ့เนาะ Synaptic Vesicle Protein Modulators ပေါ့เนาะ Modulator ပေါ့เนาะ Levetiracetam Brivaracetam ဒီနှမျိုးမှတ်ထားလို့ရတယ်ပေါ့เนาะ Levetiracetam Brivaracetamနောက်တစ်ခုက carbonic anhydrase inhibitors carbonic anhydrase inhibitor မှာဆိုရင်ဘာတွေပါလဲဆိုရင် acetazolamide topiramate zonisamide acetazolamide topiramate zonisamide ဒါတွေပါတယ်ပေါ့နော်နောက်ဆုံး slide အနေနဲ့ကတော့ Proceptan anti epileptic ပေါ့နော်ဒါ multiple seizure types မျိုးမျိုးသောစီးချဆိုအတက်ယောဂပေါ့နော်မျိုးသောအတက်ယောဂတွေအတွက် effective ဖြစ်တဲ့ဟာတွေပေါ့နော်ဆေးပေါ့ Proceptan anti epileptic valproic acid ပေါ့နော် Lamotrigine Levetiracetam Topiramate ဒါ effect ဖြစ်တဲ့ဟာတွေကို
ဖော်ပြပေးထားတာပေါ့နော် valproic acid lamotrigine levetiracetam topiramate အဲဆိုတော့ရမယ်ထင်ပါတယ်နော် central nervous system အပိုင်း၄ anti epileptic drugs group မှာပါတဲ့ဆေးဝါးတွေအကြောင်းဖြစ်ပါတယ်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပိုင်းမှာလည်းဒီစေတမျိုးချင်းစီရဲ့ users တွေကိုပြန်ပြီးတော့ရှင်းပြပေးပါမယ်အခုကတော့ဒီစေဝါအုပ်စုတွေအကြောင်းကိုပဲပြောပြခြင်းဖြစ်ပါတယ်စေတမျိုးကြီးမှာဘယ်လိုမျိုးusers တွေ dose တွေရှိတယ်ဆိုတာကိုတော့နောက်အပိုင်းတွေမှာဒီစေဝါအုပ်စုတော့ drug classification ပြီးတဲ့အခါမှာလိုအပ်တဲ့အားတစ်မျိုးချင်းစီလေးကိုပြန်ပြီးတော့ရှင်းပြပေးပါမယ်အခုတော့စေဝါအုပ်စုတွေကိုအဓိကထားပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်